Housing official official မင်္ဂလာပါ The Deep Dive ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော်တော်လေးအခြေခံကြတယ်ပြီးတော့အရေးလဲကြည့်ပါတယ်ပြစ်မှုဆိုင်ရာဥပဒေမှာပါတဲ့နိုင်ငံတော်ကိုစန့်ကျင်ကျူးလွန်တဲ့ပြစ်မှုများအကြောင်းပါဒီဥပဒေတွေကနိုင်ငံတနိုင်ငံရဲ့တည်ငြိမ်မှုနဲ့အချုပ်အခြာအာဏာကိုကာကွယ်ဖို့ရေးဆွဲထားတဲ့အကာအရံတွေလို့ပြောလို့ရတယ်နော် ဟုတ်ကဲ့ကျမတို့အဓိကကိုးကားဆွေးနွေးတော့မှာကတော့1860ခုနှစ်အိန္ဒိယအက်ဥပဒေကနေဆင့်သက်လာတဲ့ပြစ်မှုဆိုင်ရာဥပဒေရဲ့အခန်း6မှာပါတယ်ပြဋ္ဌာန်းချက်တွေပါပဲဒီနေ့မှာတော့လေဒီဥပဒေတွေကဘာကိုဆိုလိုရဲဆိုတာကိုစောက်ထက်ကအတိုင်းဖတ်ပြတာမျိုးထက်သူတဲ့နောက်ွယ်ကအတွေးခေါ်ကဘာလဲနိုင်ငံတော်ကိုကာကွယ်ဖို့ဘလို့အလွာလိုက်အကာအကွယ်တွေတိစောက်ထားတယ်လဲဆိုတာကိုနည်းနည်းဆွေးနွေးသွားခြင်းပါတယ်အလွာလိုက်အကာအကွယ်တွေအဲ့ဒီတုံးလုံးကစိတ်ဝင်စားစရာပဲဒါဆိုဒီအခန်းတစ်ခုလုံးကိုကြည့်လိုက်ရင်နိုင်ငံတော်ကိုကာကွယ်ဖို့အတွက်အလွာဆုံးပါတဲ့ခန္ဓာကြီးတစ်ခုလို့မြင်လို့ရမလားဥပမာအပြင်းထန်ဆုံးချင်းချောက်မှုကိုကာကွယ်တဲ့အမာခံအလွာပြီးတော့အဲ့ဒီအလွာကိုထောက်ပံ့ပေးတဲ့နောက်ထပ်အလွာတွေအဲ့ဒီလိုမျိုးလားအင်မကန်ကောင်းတဲ့ရှုမြင်ပုံပါပဲဟုတ်တယ်အဲ့ဒီအထိုင်ပဲလို့ပြောလို့ရပါတယ်ဒီဥပဒေအခန်းကိုအလွာတုံးလွာနဲ့တိဆောက်ထားတဲ့ခန္ဓာတစ်ခုလို့မြင်ကြည့်လို့ရတယ်အထက်ဆုံးအမကျော်ဆုံးအလွာကတော့နိုင်ငံတော်ကိုတိုက်ရိုက်လက်နက်ဆွဲကင်ပုံကံမှုလိုမျိုးအကြီးမားဆုံးချင်းချောင်မှုတွေကာကွယ်တယ်သူ့ရဲ့အပြင်ဘက်ကဒုတိယအလွာကြတော့အဲ့ဒီလိုပုံကံတူတွေကိုကူညီတာဖုံးခွဲတာမျိုးကိုတားမြစ်တယ်လေပြီးတော့အပြင်ဘက်ဆုံးအလွာကတော့လက်နက်နဲ့ထိုက်ခိုက်တာမဟုတ်ပဲအတွေးခေါ်တဲ့စကလုံးတွေနဲ့ထိုက်ခိုက်တဲ့idea ပိုင်းဆိုင်ရာစစ်ပွဲတွေနဲ့နိုင်ငံတော်ကိုကာကွယ်ဖို့စ조사ထားတာမျိုးပေါ့ကောင်းပြီဒါဆိုတော့ဒီဆွေးနွေးမှုကပေါ်ပြီးရှင်းလင်းသွားပြီကဲဒါဆိုအဲ့ဒီခန္ဓာရဲ့အမာခံအစွာအဓိကအကြောင်းဆုံးဖြစ်တဲ့ပုံမှန်120မှာပါတဲ့နိုင်ငံတော်သစ္စာဖောက်ဖျက်ပုံကံမှုကြီးဆိုတာနဲ့စလိုက်ကြရအောင်ဒီမှာသုံးထားတဲ့အဓိကစကားလုံးကစစ်မဲ့ပြိုင်ဆိုင်ခြင်းနော်ဒါကတကယ်စစ်တပ်တစ်ခုတိုက်တယ်လို့မျိုးကိုဆိုလိုတာလားဒါကတော်တော်အရေးကြီးတဲ့မေကုန်းပါစစ်မဲ့ပြိုင်ဆိုင်ခြင်းဆိုတဲ့စကားရပ်ကထင်ထားတာထက်အများကြီးပိုကျေပြန့်ပါတယ်တကယ်တိုက်ပွဲဖြစ်နေတဲ့တစ်ခုတည်းကိုဆိုလိုတာမဟုတ်ဘူးဥပဒေရဲ့အတိတ်ပဲဖွင့်ဆိုချက်အရလီနိုင်ငံတော်ကိုစန့်ကျင်ဖို့လက်နက်စုဆောင်းတာလူစုဆောင်းတာစစ်ပြင်ဆင်မှုတွေလုပ်တာလမ်းမဟုတ်အဲ့လိုလုပ်ဖို့ပူပေါင်းကြံစီတာလုံဆော်တာတွေအားလုံးဟာစစ်မဲ့ပြိုင်ဆိုင်ခြင်းဆိုတဲ့ခေါင်းစဉ်အောင်မှာအကျုံးဝင်သွားတယ်ဆိုတော့လက်တွေ့မှာတနက်တစ်ချက်မှမဖောက်ရသေးရင်တော့မှနိုင်ငံတော်ရဲ့အာဏာကိုလက်နက်နဲ့ဆင့်ခေါ်ဖို့ကြိုးပမ်းအားထုတ်မှုတိုင်းဟာဒီပြမှုမြောင်နိုင်ပါတယ်ဆိုလိုလာလားနိုင်ငံတော်ကိုဖြိုဖျက်ဖို့ကြံရွယ်ရဲနဲ့လှုပ်ဆောင်တယ်ဘလို့ပြင်ဆင်မှုမျိုးမဆိုဒီပြစ်မှုတွေမှာပါဝင်တော့နိုင်တယ်ဆိုတဲ့သဘောပါဒီလိုပြင်းထန်တဲ့ပြစ်မှုအတဲ့ပြစ်ထန်ထားတဲ့ပြစ်ကြံကလည်းပုံမှန်120နှစ်အရာတေရန်ဓမ္မမို့ထောင်းနဲ့အနစ်20ဆိုတော့ဒါနိုင်ငံတော်ကသူ့ရဲ့တည်ရှိမှုကိုတော်တော်လေးအလျင်းနဲ့ထားကပ်ွယ်တယ်ဆိုတာကိုပြနေတာပဲသိကြပါတယ်နောက်တစ်ချက်ကပုံမှန်120ပုံမှန်ခွဲနေမှာနိုင်ငံသားတစ်ယောက်ကပြည်ပမှာဒီပြစ်မှုကိုကျူးလွန်ရင်တောင်ဒီဥပဒေနဲ့အရေးယူလို့ရတယ်လို့ဆိုထားတယ်ဒါကနိုင်ငံတော်ရဲ့အချုပ်အချအာဏာဟာသူ့ရဲ့ပထဝီဝင်နေနီမြအပြင်ဘက်မှာရှိတဲ့သူ့နိုင်ငံသားတွေအပေါ်မှာပါတက်ရောက်မှုရှိတယ်ဆိုတာကိုပြနေတာပါ။ကောင်းပြီ။ဒါကတော့နိုင်ငံတော်ကိုတိုက်ရိုက်တိုက်ခိုက်တဲ့အမာခံအလွာပေါ့။အခုဒုတိယအလွာကိုကြည့်အောင်။ပုံကန်သူတွေကိုကူညီတာဖုံးကွယ်တာနဲ့ပတ်သက်တဲ့ပုံမှားတွေရှိကိုပေါ့။ပုံမှား173မှာနိုင်ငံတော်တစ္ဆာဖောက်သူကိုကူညီတာနဲ့ပတ်သက်ပြီးပြဋ္ဌာန်းထားတာတွေ့တယ်။ဒါမှခဏလေးဒီပုံမှားရဲ့အောက်မှာကင်းလွတ်ချက်ဆိုပြီးပါလာတာပြစ်မှုကျူးလွန်သူရဲ့ခင်ပွန်းဒါမှမဟုတ်ဇနီးဖြစ်နေရင်ဒီပြစ်မှုနဲ့မသက်ဆိုင်ဘူးဆိုတာတကယ်လားဒါဆိုနိုင်ငံတော်ကိုတစ္ဆာဖောက်နေတဲ့ကို့အမျိုးသားဒါမှမဟုတ်အမျိုးသမီးကိုအာဏာပိုင်တွေလက်ကလွတ်အောင်ဖတ်ထားပေးရင်တောင်မှဒီပုံမှားအရအပြစ်မရှိဘူးဆိုတဲ့သဘောလားဒါကတော်တော်ထူးခြားတဲ့ချွင်းချက်ပဲဘာလို့ဥပဒေကဒီလောက်ကြီးမားတဲ့လွတ်ပေါင်းမျိုးကိုထည့်ပေးထားတာလဲအဲ့ဒါကဥပဒေရဲ့ importance ဝင်စားစရာကောင်းတဲ့အချက်ပဲဒီနေရာမှာဥပဒေကိုယ်တိုင်ကသူ့မှာအကန့်အသတ်ရှိတယ်ဆိုတာကိုဝန်ခံလိုက်တာနဲ့တူတယ်သူကအခြေခံကြတဲ့သစ္စာစောင့်ကြည့်မှုနှစ်ခုကိုတိုင်းလိုက်ပฏิပက္ခဖြစ်စေတယ်တစ်ခုကနိုင်ငံတော်အပေါ်ထားရမယ့်သစ္စာစောင့်တည်မှုနောက်တစ်ခုကကိုယ့်ရဲ့အိမ်တော်ဖအပေါ်ထားရမယ့်တန်ရောင်စင်နဲ့သစ္စာတရားပေါ့ဥပဒေကငါတို့ကမင်းစီကအကျွမ်းမဲ့သစ္စာစောင့်တည်မှုကိုတောင်းဆိုတယ်ဒါပေမဲ့မင်းလက်ထပ်ထားတဲ့လူကိုသစ္စာဖောက်ခိုင်းတဲ့အထီတော့ငါတို့အတင်းကျပ်မလုပ်ဘူးလို့ပြောလိုက်တယ်လို့ပဲဒါဟာနိုင်ငံတော်ကပုဂ္ဂလိကဆက်ဆံရေးတစ်ခုရဲ့ခိုင်မာမှုကိုလူထုတာဝန်တစ်ခုထက်ပေါ်ပြီးအတိမတ်သူပေးလိုက်တဲ့ရှာရှာပါပါအခိုက်အတန့်တစ်ခုပါပဲဒါဥပဒေရဲ့လူသားဆန်တဲ့ဘတ်တစ်ချက်ကိုမြင်ရတယ်လို့ပဲနော်ကဲဒါဆိုပုံမှန်စရောက်24ကိုဆက်ချီအောင်
ဒါကကူညီတာနဲ့နည်းနည်းกว่าတယ်တီးလဲနဲ့တရင်ကိုထင်ချမ်းထားတာမတိုင်ချတာဟိုပြတာ ဟုတ်ပါတယ်ဒီဘုံမှာနိုင်ငံသားတယောက်ရဲ့တာဝန်ဝတ္တရားဟာဘာကြည့်ရှိတယ်လဲဆိုတဲ့မေးခွန်းကိုမေးလာစေတယ်ဘုံမှာစနစ်စလေကနိုင်ငံတော်ကိုပုံကန်ပေါ်ကြံစီနေတာကိုတီးလရဲ့နဲ့သက်ဆိုင်ရာတရားသူကြီးဒါမှမဟုတ်ရရရှိကိုအကြောင်းမကြပဲတမင်ဖုံးဝယ်ထားတာကိုပြစ်မှုခေတ္တမှတ်တာပါဒီနေရာမှာပြစ်မှုကလုံးဆောင်ခြင်း action မဟုတ်ဖက်လုံးဆောင်ရန်ပြက်ကွက်ခြင်း inaction ထိနေတာကိုတွေ့ရမယ်။အော်ဒါဟာပြစ်ဖို့ကိုတားဆီးဖို့ကိုယ်မှရှိတဲ့တာဝန်ကိုမကြေပွန်းတဲ့အတွက်အရေးယူတာပေါ့အတီးကြပဲ။ဒါဆိုရင်ကျွန်တော်တို့အမခံအလွာပုံကမှုပေါ့။နဲ့ဒုတိယအလွာကိုညီမှုဖုံးကွယ်မှုတွေကိုဆွေးနွေးပြီးပြီ။အခုလက်နဲ့မပါတဲ့ဒါပေမဲ့အင်မတန်အစွမ်းထက်တဲ့တိုက်ပွဲတစ်မျိုးစီကိုရောက်လာပြီ။အဲ့ဒါကတော့စကလုံးတွေအတွေးခေါ်တဲ့နဲ့တိုက်ခိုက်တာပဲ။ဒါကကျွန်တော်တို့ရဲ့ခန္ဓာပုံစံအရအပြင်ပဆုံးအလွာထင်ထင်တယ်ဒီခန်းတစ်ခုလုံးမှာအငင်းပွားစရာအခက်ဆုံးဖြစ်တဲ့ဖုံးမဆန်တဲ့စလေကအချီညိုပြက်အောင်ဖြူခြင်း sedition အကြောင်းကိုပြုတ်ရအောင်မမိုင်ပုံမဆီ24ကဟာကဘာတဖန်ကဥပဒေစနစ်ဒီမှာအငင်းပွားမှုတွေအများကြီးဖြစ်စေလေပုံမှန်မျိုးပါဒီပုံမှန်အရာနှုတ်နဲ့ဖြစ်စေစာနဲ့ဖြစ်စေအမတ်အသားနဲ့ဖြစ်စေဥပဒေအရတည်ထောင်ထားတဲ့အစိုးရဒါမှမဟုတ်တမတော်ပေါ်မုံထားအောင်မလေးစားအောင်ဒါမှမဟုတ်မေတ္တာပြက်အောင်ပြုလုပ်တာလုံစော်တာအားထုတ်တာတွေကိုတားမြစ်ထားရတယ်ဒီမေတ္တာပြည့်အောင်ပြုလုပ်ခြင်းဆိုတဲ့စကားလုံးကအဓိကကျနေတယ်ဒါကိုဘယ်လိုနားလည်ရမလဲအစိုးရကိုအပြင်းအထန်မချိုက်ဘူးလို့ပြောတာနဲ့မေတ္တာပြည့်အောင်လုံစော်တာနဲ့ဘာကွာလဲဥပဒေမှာပါတဲ့ရှင်းလင်းချက်တာတစ္ဆာမဲ့ခြင်းနဲ့အညှိုးထားသောစိတ်ခံစားချက်အလုံးလို့ဆိုထားတယ်ဒါကဥပဒေပါဒပြန်ဆိုတော့နည်းနည်းနားလည်ရခက်တယ်ဗျာအစိုးရရဲ့ဒီအခွင့်အမှုဝါဒဟာမာရွေးနေလို့ကျွန်မထင်တယ်လို့ပြောတာကဝေဖန်မှု criticism ဒါကခွင့်ပြုထားတယ်ဒါပေမဲ့မေတ္တာပြတ်အောင်ပြုခြင်း disaffection ဆိုတာကဒီအစိုးရဟာတရားမဝင်ဘူးဒါကြောင့်ဒီအစိုးရအပေါ်မှာဘယ်သူမှတစ္ဆာစောင့်တည်စရာမလိုဘူးလို့ပြောတာမျိုးကိုဆိုလိုတယ်ခြားနာချက်တာပထမတစ်ခုကအစိုးရရဲ့မူဝါဒ policy ကိုတိုက်ခိုက်တာဒုတိယတစ်ခုကအစိုးရဆိုတဲ့အဖွဲ့အစည်း institution ရဲ့တရားဝင်မှု legitimacy ကိုတိုက်ခိုက်ပြီးတခြားသူတွေကိုပါအဲ့ဒီလိုမုန်းတီးစိတ်တွေဝင်လာအောင်လုံဆော်တာပါ။အော်ဒါဆိုရင်တော့ရှင်းသွားပြီ။ဒါပေမဲ့လက်တွေ့မှာတော့အဲ့ဒီမြင်ကြောင်းတာတော်တော်လေးပါလွာပြီးတယောက်နဲ့တယောက်အမြင်ကွဲနိုင်တယ်မဟုတ်လား။တယောက်ကအဖြူသဘောဆောင်တဲ့ဝေဖန်မှုလို့မြင်တဲ့အရာကိုနောက်တစ်ယောက်ကနိုင်ငံတော်ကိုတိုက်ခိုက်တယ်လို့ထင်မြင်သွားနိုင်တယ်။ဒီဥပဒေကို19ရာစုကရေးဆွဲခဲ့တာဆိုပေမဲ့သူကြုံတွေ့နေရတဲ့အကျက်အတဲကဒီနေ့ခေတ် Facebook တို့ Twitter တို့မှာဖြစ်နေတဲ့ content moderation ပိုင်ဆိုင်ရာညှင်းခုန်မှုတွေရဲ့အဓိကအချက်ပဲနော်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့အန်ဒီရှိတဲ့လှုံ့ဆော်မှုကြားကမြင်းကိုပမာဆွဲမလဲဆိုတဲ့ပြဿနာပဲတိကျတဲ့ထောက်ပြချက်ပါပဲဒါကြောင့်လေဒီပုံမှန်ရဲ့ရှင်းလင်းချက်နှံ့နဲ့သုံးမှာအစိုးရရဲ့ဆောင်ရွက်ချက်တွေကိုဥပဒေနဲ့အညီပြောင်းလဲစေလိုတဲ့ရည်ရွယ်ချက်နဲ့ဝေဖန်တာသဘောမတူကြောင်းပြောဆိုတာတွေဟာပြစ်မှုမမျှဘူးလို့အတိအလင်းပြန်ပြီးဖြည့်လျှော့ပေးထားတာပါအဓိကကတော့ပြောဆိုသူရဲ့ရည်ရွယ်ချက် intent ပါပဲရည်ရွယ်ချက်ကအဖြူသဘောဆောင်ချက်ပြောင်းလဲမှုကိုလိုလားတာလားဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုလုံးကိုပြိုကွဲစေဖို့မုံတီးမှုကိုမျိုးစစ်ချပေးနေတာလားဆိုတာကိုတရားစီရင်ရေးကခွဲခြားဆုံးဖြတ်ရတာပါဟုတ်ပြီနိုင်ငံတော်ကိုတိုက်ရိုက်ပုန်ကန်တာပုန်ကန်သူကိုကူညီတာစကလုံးနဲ့အကြည်ညိုပြတ်အောင်လုပ်တာတွေကိုဆွေးနွေးပြီးပြီအခုပုံမှန်ဆရာဒေါ်ရှေလိတ်ခေါ်ခကိုစက်ကြည့်အောင်ဒါတွေကတော့ပိုပြီးတိကျတဲ့လှုပ်ဆောင်ချက်တွေကိုဖိမှတ်ထားပုံရတယ်ဒါတွေကနိုင်ငံတော်ကိုတိုက်ခိုက်တာမဟုတ်ပဲနိုင်ငံတော်ရဲ့လုပ်ငန်းဆောင်တာတွေကိုအနောက်အရှက်ပေးတာနဲ့ပို့တူးတယ်လို့ပဲ21ပုံကံမှုကအဲ့ဒီစက်ကြီးတစ်ခုလုံးကိုဘုံခွဲဖြစ်စီဖို့စ조사တာပုံမှန်124ကအချင်းညိုပြတ်အောင်ပြုမှုကတော့အဲ့ဒီစက်ကြီးကဘလောက်ဆိုးကြောင်းလူတွေကိုဒုက္ခပေးနေကြောင်းပြောပြီးလူတွေကိုစက်ကြီးကိုမုန်းတီးတောင်လုံစော်တာအခုပြောမယ့်ပုံမှာတွေကတော့အဲ့ဒီစက်ကြီးရဲ့ဂီယာတွေကိုတန်တုတ်တစ်ချောင်းထိုးထည့်လိုက်တာနဲ့တူတယ်။အော်စက်ကြီးကိုအလုံးမလုံးနိုင်အောင်သူ့ရဲ့လုပ်ငန်းဆောင်တာတွေရပ်တန့်သွားအောင်တမင်နှောင်းရက်တာညို့ပေါ့အတိအကျပဲဥပမာပုံမှန်စလီခကဖွဲ့စည်းပုံခြေခံဥတွေအရာတီထောင်ထားတဲ့အစိုးရအဖွဲ့အစည်းတွေကိုအကြမ်းဖက်နည်းနဲ့ဖြုတ်ချဖို့ဖျက်ဆီးဖို့ရည်ရွယ်တဲ့အသင်းအဖွဲ့တွေဖွဲ့စည်းတာပါဝင်တာကိုတားမြစ်တယ်ဒါကစက်ကြီးရဲ့အစိပ်ပိုင်းတွေကိုတခုချင်းဖြုတ်ပစ်ဖို့အဖွဲ့တာနဲ့တူတယ်လေပုံမှန်စလီခကတော့နိုင်ငံတော်ညီဝက်ပြပြရေးကိုဆောင်ရွက်နေတဲ့တပ်မတော်ဒါမှမဟုတ်
ရဲတပ်ဖွဲ့လိုအဖွဲ့အစည်းတွေရဲ့လုပ်ငန်းကိုတမင်တကာနှောင့်နှင်းအောင်ပြပြအောင်လုပ်တာကိုအဖြစ်ပေးတယ် ဒါဆိုဆက်လီကာကတော့ तू ကလည်းအဲ့ဒီသဘောတရားနဲ့ဆင်တူနေမလား စင်တူပါတယ်ဒါပေမဲ့သူကအဖွဲ့အစည်းတစ်ခုလုံးကိုပြစ်မှတ်ထားတာထက်ပိုပြီးပုဂ္ဂိုလ်ရေးဆန်တယ်ပုံမှန်ကားကရဲတပ်ဖွဲ့အစစ်စင်ရေးတစ်ခုလုံးကိုနှောင့်ယှက်တာမျိုးဖြစ်ပြီးပုံမှန်ကားကတော့တပ်မတော်သားတစ်ယောက်ချင်းစီကိုဖြစ်စေအစိုးရဝန်ထမ်းတစ်ယောက်ချင်းစီကိုဖြစ်စေသူတို့ရဲ့တာဝန်ကိုမထမ်းဆောင်ဖို့သစ္စာဖောက်ဖျက်ဖို့တွဲဆောင်တာချင်းချောက်တာဟန်တာတာကိုအဓိကထားပါတယ် ဒါဆိုရင်တော့ဒီလိုပြောလို့ရမလားဂါကမိသားကားတစ်စီးလုံးကိုလမ်းပိတ်ဆိုပြီးမီးလောင်ပင်ကိုတွားမရအောင်တားတာနဲ့တူပြီးဂါကတော့မိသားသမားတစ်ယောက်ကိုမင်းအဲ့ဒီကားပေါ်မတက်နဲ့ဆိုပြီးတွားတာတာကိုတီကီနာနဲ့တူတယ်ပေါ့ အင်မတန်ကွက်တိကျတဲ့ဥပမာပါပဲဟုတ်ပါတယ်ဒီပုံမှားတွေအားလုံးရဲ့ရည်ရွယ်ချက်ကနိုင်ငံတော်စစ်ရန်တရားကြီးရဲ့အဓိကအပတ်ဝန်းကျင်နဲ့အနောက်ရှစ်မရှိလဲပတ်နိုင်ရေးကိုအကာအကွယ်ပေးဖို့ပါပဲ ကောင်းပြီအခုထိဆွေးနွေးခဲ့တာတွေကနိုင်ငံရေးဖီတွင်းတည်ငြိမ်ရေးကိုကာကွယ်ဖို့ရည်ရွယ်တာတွေချပဲနောက်ဆုံးအနေနဲ့ဒီဥပဒေရဲ့အကာအကွယ်ကပြည်တွင်းကိုပဲကြည်တာမဟုတ်ပဲနိုင်ငံတကာဆက်ဆံရေးအထိပါကျေပြန့်နေဆိုတာကိုပြတဲ့ပုံမှန်တစ်ခုရှိနေပါသေးတယ်အဲ့ဒါကတော့ပုံမှန်120ငယ်ပါ ဟုတ်ပါတယ်ဒီပုံမှားကနိုင်ငံတော်လုံခြုံရေးဆိုတာပြည်တွင်းရေးတတ်တတ်မဟုတ်ဘူးဆိုတဲ့အမြင်ကိုထင်ဟပ်စေတယ်ပုံမှား125ရာနိုင်ငံတော်နဲ့မဟာမိတ်ဖြစ်တဲ့ဒါမှမဟုတ်ငင်းချမ်းစွာအတူရှင်တွဲနေထိုင်နေတဲ့အားရတဲ့နိုင်ငံတစ်ခုခုကိုစစ်မှတ်ပြိုင်ဆိုင်တာပြင်ဆင်တာကူညီတာတွေဟာဖြစ်မှုမြောက်တယ်လို့ဆိုထားပါတယ် ဒါကနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒကိုဥပဒေနဲ့အကာအကွယ်ပေးထားတဲ့သဘောလားဆိုလိုတာကကိုယ်နိုင်ငံရဲ့မြေပေါ်မှာအိမ်နီးချင်းမိတ်ဆွေနိုင်ငံတစ်ခုကိုတိုက်ခိုက်ဖို့အတွက်စခန်းအဖြစ်အသုံးချတာမျိုးကိုခွင့်မပြုဘူးဆိုတဲ့မူဝါဒကိုပြန်အပ်ချင်တာပေါ့ အတိအကျပါပဲဒီဖြစ်ထားချက်ကနိုင်ငံတကာနိုင်ငံရဲ့လုံခြုံရေးဟာသူ့ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ဒေသတွင်းတည်ငြိမ်ရေးတို့နဲ့ဘလောက်တောင်နဲ့ဆိုင်ဆက်ဆက်နေတယ်လဲဆိုတာကိုမိမောင်းထုတ်ပြောနေပါတယ်နိုင်ငံတကာဆက်ဆံရေးမှာတာဝန်ယူမှုရှိတဲ့နိုင်ငံတကာနိုင်ငံအထိရက်တီလို့တဲ့သဘောထားကိုဥပဒေအရအခိုင်အမာဖြစ်ထားတာဖြစ်ပါတယ် ဟုတ်ကဲ့ဒီနေ့ဆွေးနွေးခဲ့တာတွေကတော်တော်လေးပြည့်စုံပြီးစိတ်ဝင်စားစရာကောင်းပါတယ်ဒါတွေအားလုံးကိုပြန်ပြီးခြုံငုံကြည့်လိုက်ရင်နိုင်ငံတော်ကိုစန့်ကျင်တဲ့ဖြစ်မှုများဆိုတဲ့ဒီဥပဒေအခမ်းဟာကျွန်တော်တို့အစမှပြောခဲ့တယ်လို့ပဲအလွာလိုက်ကာကွယ်မှုတွေနဲ့တိဆောက်ထားတဲ့ခံတက်ကြီးတစ်ခုနဲ့တကယ်တူတယ်အမခန့်အလွာမှာလက်နက်ကိုင်ပုံကံမှုကိုတားဆီးတယ်ဒုတိယအလွာမှာပုံကံတူတွေကိုကူညီတာဖုံးကွယ်တာကိုတားဆီးတယ်အပြင်ပစုံအလွာမှာတော့စကလုံးတွေအတွေးခေါ်တွေနဲ့နိုင်ငံတော်ရဲ့တရားဝင်မှုကိုတိုက်ခိုက်တာနောက်ပြီးနိုင်ငံတော်ဆက်ရန်တရားကြီးလဲပတ်မှုကိုနှောက်ရတာတွေကိုတားဆီးထားတဲ့ပေါ် နောက်ဆုံးသုံးသပ်ချက်အနေနဲ့ပြောချင်တာကတော့လေဒီဥပဒေတွေရဲ့မူလရည်ရွယ်ချက်ကနိုင်ငံတော်ရဲ့ကြီးငြိမ်မှုလုံခြုံမှုမဲ့အချုပ်ချာအာဏာကိုကာကွယ်ဖို့ပါပဲဒါပေမဲ့ဒီဥပဒေတွေကိုဘလို့အတိတ်ပဲဖွင့်ဆိုပြီးဘလို့လက်တဲ့အသုံးပြုသလဲဆိုတာကအလွန်အရေးကြီးပါတယ်အထူးသဖြင့်ပုံမှန်124ကလိုမျိုးပုံမှန်တွေအားနိုင်ငံသားတို့ရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့နိုင်ငံတော်လုံခြုံရေးဆိုတဲ့အရေးကြီးတဲ့တန်ဖိုးတစ်ခုကြားကဟန်ချက်ကိုဘလို့ထိန်းကြီးမလဲဆိုတဲ့အမြဲတမ်းမပြီးဆုံးနိုင်တဲ့မေးခွန်းတစ်ခုကိုမေးနေတာနဲ့အတူတူပါပဲ ဒီရှင်းမှုကိုအဆုံးမသတ်ခင်မှာနားထောင်နေသူတွေဆက်ပြီးစဉ်းစားနိုင်ဖို့အတွက်မိကွန်းတစ်ခုလောက်ထားခဲ့ပေးပါလား ။ကောင်းပါပြီ။ကျမတို့ဒီနေ့ဆွေးနွေးခဲ့တဲ့ဥပဒေတွေကအချိန်နဲ့အမျှပြောင်းလဲနေတဲ့လူဖွဲ့စည်းနဲ့ဒီပညာခေတ်မှာဘလို့ဆက်ပြီးအတိတ်ပဲရှိနေမလဲဆိုတာစဉ်းစားစရာပါ။ဒီဥပဒေတွေကနိုင်ငံတော်ရဲ့တည်ငြိမ်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အကာအကွယ်တွေဖြစ်ဆက်ရှိနေမလား။ဒါမှမဟုတ်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လိုမျိုးအခွင့်အရေးတွေနဲ့ပိုပြီးဟန်ချက်ညီအောင်ဘလို့ပြန်လဲသုံးသပ်တင်တယ်လဲဆိုတာကတော့ကျမတို့အားလုံးဆက်ပြီးစဉ်းစားစရာဆွေးနွေးစရာအချက်တစ်ချက်ပါပဲ။